ချမ်းသာဆုံးမိခင်ထံမှလက်ထက်ရန်တိုက်တွန်းခံရသောမိန်းကလေးတဦးသည်မိခင်ကစီစဉ်ပေးသောအိမ်အောင်ဖက်ကိုညှင်းဆန်ပြီးဘီလီယံနာသားထေးနှင့်လက်ထက်မည်ဟုမိခင်အားပြောသည်ဘီလီယံနာသားထေးသည်ဘီလီယံနာသားထေးဖြစ်ကြောင်းမိခင်ကပြောသည်ဘီလီယံနာသားထေးသည်စိတ်ပြောင်းမသွားကြောင်းဘီလီယံနာသားထေး၏ကုမ္ပဏီတွင်ဘီလီယံနာသားထေးကိုသာကြိုက်သည်ဟုပြောသည်ဘီလီယံနာသားထေး၏ကုမ္ပဏီတွင်လက်ထောက်ဖြစ်လုပ်ကိုင်နေသောမိန်းကလေးတဦးဘီလီယံနာသားထေးကိုညှင်းဆန်ပြီးနောက်ထွက်သွားသည်ဘီလီယံနာသားထေးနှင့်ထိပ်တိုက်တွေ့သည်ဘီလီယံနာသားထေးသည်မိန်းကလေးအားသူမနှင့်တက်သောဘီလီယံနာသားထေးကိုမေးသည့်ရှက်တက်သည့်မိန်းကလေးတဦးအောက်ထပ်တွင်ဆိုင်ငန်းထောင်သူမှဘီလီယံနာသားထေးဖြစ်သည်ဟုပြောသည်ဘီလီယံနာသားထေးကမိန်းကလေးအားမထီမဲ့မြင်ပြုပြီးလှည့်ထွက်သွားပြီးလက်အောက်ငယ်သားအားထားခဲ့ပြီးဘီလီယံနာသားထေးအားကြံစီမှုအားလုံးသည်အမျိုးသမီးတဦးကြောင့်ဖြစ်သည်ဟုပြောပြသည်နောက်ဆုံးတွင်သူ့ကိုကူညီသောမိန်းကလေးသည်လက်အောက်ငယ်သားအားစီစဉ်ပြီးနောက်အခြားမိန်းကလေးတဦးဖြစ်လာပြီးသူ့ကိုကယ်တင်ခဲ့သောမိန်းကလေးကိုဆက်လက်ရှာဖွေရန်ဘီလီယံနာသားထေးလိုအပ်သည့်အောက်ထပ်တွင်ဆိုင်ငန်းထောင်သူတထေးသည်လက်အောက်ငယ်သားအားမောင်းထုတ်ရန်လိုအပ်သည်ထိုအချိန်တွင်မိန်းကလေးသည်အောက်ထပ်တွင်ပစ္စည်းများဝယ်ယူနေသည်အဖွဲ့လုံခြုံရေးသည်ဆိုင်ငန်းပိုင်ရှင်တဦးကိုတိုက်ရိုက်မောင်းထုတ်သည်ဘီလီယံနာသားထေးသည်ငွေမပေးရသေးဘဲကိုယ်တိုင်မောင်းထုတ်ခံရဘီလီယံနာသားထေးအားကယ်တင်ခဲ့သူကိုရှာတွေ့ပြီဟုသောဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိသည်ဘီလီယံနာသားထေးကယ်တင်ရှင်အဖြစ်အမည်ဝှက်ထားလိုသောမိန်းကလေးသည်အလွန်စိတ်ရှုပ်ထွေးနေသည်ဘီလီယံနာသားထေး၏ရုံးခန်းသို့အပြေးလွှားသွားပြီးဝန်ခံလိုသောမိန်းကလေးတဦးသည်နီလန်းများစွာကိုတွေးတောနေပြီးမကောင်းဟုထင်ကဘီလီယံနာသားထေး၏ရုံးခန်းသို့အပြေးလွှားသွားပြီးဝန်ခံလိုသောမိန်းကလေး၏အကောင်းဆုံးတငယ်ချင်းသည်ထင်ရှားသည်မိန်းကလေးတစ်ယောက်ကိုစောင့်ကြည့်ဗီဒီယိုဖြတ်ဖို့ကူညီပေးတဲ့မိန်းကလေးကချက်ချင်းပြုံးပြတယ်သူမဘယ်သူလဲဆိုတာဖော်ထုတ်မှာမဟုတ်ဘူးဆိုတာသိနေတယ်ဘီလီယံနာကမိန်းကလေးကိုရှာတွေ့နိုင်ပါမလားနောက်ထပ်ဗီဒီယိုလေးတွေကြည့်ရအောင်လို့ follow လေးလုပ်တဲလေးနှိပ်ပြီးတော့ share သွားပေးပါဗျ